မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်ရဲ့ comment ရှိမှာပေါ့ကျွန်တော်ရဲ့ comment မှာပေါ့လာပြီးတော့စေးတောင်းထားတဲ့အကူတယောက်ကရေပြင်းဆွဲနေလို့ပေါ့နော်ရေပြင်းဆွဲနေလို့ဘိုက်ကြီးကပူပြီးတော့ကျွန်တော်တို့တကယ်မှတနာဖို့ကောင်းပါလေ line ပေါ်မှာလည်းတွေ့တယ်ပေါ့နော်စိနေလေးရှိရင်ပေးပါလားဆိုလို့ဒီကိုတော့ရောတခြားဖြစ်နေတော့အမျိုးတွေတော့ပါကျွန်တော်ပျောက်စီခြင်းနဲ့စေတာမြတ်တာဖြစ်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ရေပြင်းဆွဲတာပေါ့နော်ဘိုက်ကြီးပူပြီးတော့အကယ်ရောတအောက်မှာတနာဖို့ကောင်းပါတယ်ပေါ့နော်တကယ်လက်တွေ့ပျောက်သွားတဲ့သူကသူကဆေးရုံကအစရက်ကွက်တွေကလူကအစဒီလူကမရတော့ဘူးနောက်ဆုံးအဆင့်ရောက်သွားပြီဆိုတော့ပြောကြတယ်ဘောနော်မရတော့ဘူးဘောနော်ဘလို့မှဘယ်ဆေးရုံမှတော့မရတော့ဘူးဆိုတဲ့အနေထားကနေပြီးတော့သူပြန်ကောင်းလာတာဗောနော်အဲ့တော့လုတ်ပြရမယ့်စိနေလေးရတော့ကျွန်တော်တို့ဇီးပြူတီးရဲ့ဖန်ကားတီးရဲ့ဖန်ကားတီးမသိတဲ့လူတွေရောဇီးပြူတီးရသိကြမှာနော်ဖန်ကားတီးမသိတဲ့လူတွေရောကျွန်တော်ပုံလေးနဲ့တင်ပေးပါမယ်နော်ဇီးပြူတီးရဲ့ဖန်ကားတီးရဲ့ကျွန်တော်နွားသေးနနတ်သေးနော်နနတ်9နိုင်ပဲပေါ့4နိုင်ပဲပေါ့အဲ့ဒီနနတ်သေးကိုကျွန်တော်တို့ကယူတာသူပေါက်တော့ယူထားပြီးတော့ကျွန်တော်ဖန်ပလင်းလေဖန်ပလင်းကျွန်တော်ဖန်ပလင်းဆိုရင်ဖန်ပလင်းကျွန်တော်ရှိပါတယ်ဗောနော်ဖန်ပလင်းအလောတော်ဖန်ပလင်းလေးရှိတယ်အဲ့ဖန်ပလင်းနဲ့ကျွန်တော်တို့ကဒီအဲ့နွားသေးပါထည့်ပြီးတော့ဇီးပြူသီးရဲ့အဲ့ကျွန်တော်ပြောတဲ့ဒီဖန်ကားသီးရဲ့ကိုကျွန်တော်တို့50လုံးဆိုရဲ50လုံးပေါ့နော်ဇာတူလေးကျွန်တော်နှစ်ခုကိုရောပြီးတော့အဲ့နွားသေးနဲ့ဖန်ပလင်းနဲ့ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ကျွန်တော်တို့နေပူထဲမှာလှမ်းထားပြီးလှမ်းထားပြီးတော့ကျွန်တော်တို့ဒီ5ရက်3ရက်လည်းလှမ်းလို့ရ5ရက်လည်းလှမ်းလို့ရတယ်ပေါ့လှမ်းထားပြီးတော့ကျွန်တော်တို့ကအဲ့ဒီအရေးကိုမနက်စောပေါ့နော်မနက်ပေါ့နော်မနက်ပိုင်းကျွန်တော်တို့ကဒီကျွန်တော်တို့ဒီဖန်ကွက်ဟိုအလောတော်ဖန်ကွက်လေးလေဖန်ကွက်အသေးစားလေးလေအဲ့လောတော်ဖန်ကွက်အသေးစားလေးပေါ့အဲ့ဖန်ကွက်နဲ့တစ်ခွက်မနက်စောတောက်ပြီးရေပင်းဆွဲတဲ့တူကတကယ်ပျောက်သွားတဲ့သူကပြောထားလို့ကျွန်တော်ရှိမှစိနေတောင်းထားတဲ့အကိုအတွက်လည်းတကယ်မှအဆင်ပြေမယ်လို့ထင်ပါတယ်ပေါ့နော်တခြားဖြစ်နေတဲ့အမျိုးတွေတော့ပါကျွန်တော်ပြန်လည်ပြီးတော့ပျောက်စီခြင်းလို့မျှဝေပေးရခြင်းဖြစ်ပါတယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်ရေပင်းဆွဲပြီးတော့ဗိုက်ရေပူပြီးတော့အမတောင်မှတနာဖို့ကောင်းတယ်အမျိုးတွေအတွက်လုတ်ပေးရမယ်စိနေလေးကတော့ကျွန်တော်တို့နွားသေးနနတ်ပေါက်တဲ့သေးပေါ့နော်နနတ်စောပေါ့4နိုင်5နိုင်ဆိုစောစည်းလေးကိုထခံသူ့သေးကိုထခံပြီးတော့အဲ့နွားသေးနဲ့ဖန်ကားသေးရဲ့ဇီးပြူသေးရဲ့ပေါ့နော်ကျွန်တော်တို့အမျိုးတွေကိုထည့်ကျင်တော့ထည့်လို့ရပါတယ်ပေါ့နော်ကိုခမှန်းကြီးတော့ထည့်ပြီးတော့အဲ့ဖန်မလင်းထဲကိုထည့်ပြီးတော့အဖုံးအုပ်ရောနေဘူးထဲမှာ3-4ရက်တော့လှမ်းပြီးတော့အဲ့ဒါတောက်လို့ရပြီလှမ်းပြီးဆိုတာနဲ့တောက်မယ်ဆိုရင်လည်းမနက်စောကျွန်တော်တို့ကမနက်ပေါ့နော်မနက်စောအဲ့ဒီဖန်ခွက်အနေတော်ဖန်ခွက်လေးနဲ့ဖန်ခွက်အသေးစားလေးပေါ့ဖန်ခွက်အသေးစားလေးနဲ့ကျွန်တော်ကတနေ့ကိုတစ်ချိန်တောက်ပြီးမနက်စောတောက်ပြီးပေါ့အဲ့ဒါဆိုရင်တော့ရေပင်းဆွဲပြီးတော့ဗိုက်ကြီးတွေပူနေတဲ့အမျိုးတွေအတွက်အမြန်ဆုံးမှတက်တာပြောင်းခင်းပါတယ်အမြန်ဆုံးလဲတက်တာပြောင်းခင်းပါစီလို့ဒီနေ့လေးကျွန်တော်ဆူတောင်းပေးရတယ်ပေါ့နော်ဆူတောင်းပေးပါတယ်ပေါ့နော်ကျွန်တော်ငယ်တော့ဆိုရင်တော့ကျွန်တော်ဖေးကျွန်တော်ပြောတာပေါ့နော်ထမင်းစားပြီးရေမချိုးရဘူးထမင်းစားပြီးရေချိုးရင်ရေပင်းဆွဲတတ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ပေါ့နော်ငယ်တော့ကျွန်တော်ကြားခဲ့တဲ့စကားလေးပေါ့နော်အဲဒါကြောင့်မို့လဲအမျိုးတွေပြန်လည်ပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့နောက်လာမယ့် view တွေမှာလည်းအမျိုးတွေရဲ့အနာမျိုး96ပါယောဂတွေနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုစေးစမ်းကောင်းများကိုယူဆောင်လာပေးအောင်မလဲဆိုတော့လဲကျွန်တော်ရဲ့ view လေးကိုစောင့်မျှော်ကြည့်ရှုပေးပါဦးလို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်မျိုးတွေအားလုံးပဲကျမ်းမာလို့ချမ်းသာပါစေအနာမျိုး96ပါယောဂတွေလည်းကင်းဝေးပါစေကက်ကြီးသုံးပါးမှလည်းကြော်လွှားနိုင်ကြပါစေလို့ဒီနေ့လေးကဆုမွန်တောင်းပေးလိုက်ပါတယ်ခင်ဗျာ